အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့အတွက်ရောက်ချင်းစီတိုက်ပေါ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးမှအားပေးကြပါနော် channel တစ်လေးကိုလည်းအားပေးကြပါလို့တောင်းဆိုချင်ပါတယ် like share subscribe လေးကိုလည်းနှိပ်ပေးကြပါနော် channel တစ်ကတော့ချစ်စနိုးလေးဖြစ်ပါတယ်ဒီနေ့မှာတော့အမျိုးသမီးတွေအိမ်မက်ထဲမှာလိင်စစ်စန္ဒာဟာဘာကြောင့်လဲဆိုတဲ့အကောင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အမျိုးသမီးများအိမ်မက်ထဲတွင်လိင်စစ်ဆန်ခြင်းနဲ့တာယာမှုအကြောင်းတင်ဆက်ပေးသွားပါမယ်။အမျိုးသမီးတွေမှာအိမ်မက်ရင်းတဘာဝအလျောက်စန္ဒပြုဝါတာအိမ်မက်ဆိုးမက်တာဒါမှမဟုတ်တုံးလွတ်တဲ့အိမ်မက်တဲ့ဆိုတဲ့သဘောမျိုးပေါ့နော်။ဒါဟာအမျိုးသားတွေလိုပဲဇီဝကာမဗီဒအရာတကယ်ကိုဖြစ်လိဖြစ်ထားရှိတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လိုပြောသူပြောအင်မတန်နဲလာပါတယ်။အမျိုးသမီးတွေမှာဒါမျိုးဘယ်လောက်အဖြစ်များလဲနိုးလာတဲ့အခါမှာရောတကယ်တမ်းဘယ်လိုခံစားရတာလဲဆိုတာကိုပွင့်ပွင့်လင်းလင်းအသိစိတ်ကြကြအချက်၅ချက်နဲ့တင်ဆက်ပေးချင်ပါတယ်နံပါတ်1ချက်မှာတော့ဖြစ်လိဖြစ်ထရှိဖို့ပုံမှန်ကြီးတော့မဟုတ်ပြီမဲ့ဖြစ်များပါတယ်နော်လူတွေကဒါမျိုးကိုလိုပြူပေါက်အရွယ်ယောက်ျားတွေမှာပဲဖြစ်တတ်တယ်လို့ထင်တတ်ကြပြီမဲ့လည်းသူတည်တနာပြုချက်တွေအရာအမျိုးသမီးတော်တော်များများမှာလည်းဒါမျိုးကြုံတွေ့ရတတ်ပါတယ်။တမိုင်းဝင်လိလာချက်တွေအရာတော့အမျိုးသမီးတွေရဲ့40ရာခိုင်နှုန်းလောက်ဟာအသက်45နှစ်မတိုင်ခင်မှာတစ်ကြိမ်တော့လိင်မှုစန္ဒပြည့်မြောက်ဖို့ကြတယ်လို့ဆိုပါတယ်။အမျိုးသားတွေကအသက်ကြီးလာရင်ဒါမျိုးဖြစ်တာရော့သွားတတ်ပြီမဲ့အမျိုးသမီးတွေမှာတော့အသက်20ကျော်30ကျော်ဒါမှမဟုတ်40အရွယ်ကြာမှပထမအဆုံးအကျဉ်စတင်ကြုံတွေ့ရတာမျိုးခဏခဏဖြစ်တတ်ပါတယ်ဖြစ်တဲ့အကျဉ်အကြီးကတော့တယောက်နဲ့တယောက်တော့အလွန်ကွာခြားပါတယ်တချို့ဆိုတနစ်ကိုချိန်ပေါင်းများစွာဖြစ်တတ်ပြီးတော့တချို့ကြတော့လေတသက်လုံးမှာအနည်းငယ်ပဲဖြစ်ဖို့ကြတယ်လို့ဆိုပြီးတော့လုံးဝမဖြစ်ဖို့တဲ့သူတွေလည်းရှိတတ်ပါတယ်။ဒါဟာခန္ဓာကိုယ်ထဲမှာတက်စတိုစတေရွန်ဟော်မုန်းဓာတ်မြင့်တက်နေချိန်စိတ်ဖြစ်စေမှုများနေချိန်ဒါမှမဟုတ်လိင်မှုကိစ္စကိုအချိန်အတော်ကြာကွာဝေးချိန်မျိုးတွေမှာဖြစ်တတ်ပါတယ်။နံပါတ်2ချက်မှာတော့ခန္ဓာကိုယ်ရဲ့အဖြစ်စဉ်အိမ်မက်တဲ့အိမ်မက် REM ရှိမှာဖြစ်တတ်ပါတယ်။အမျိုးသမီးတွေရဲ့အိမ်မက်ရင်ဆန္ဒပြုအပ်ဖို့ဟာခန္ဓာကိုယ်ရဲ့အလိုအလျောက်တုံ့ပြန်မှုတသက်ပဲဖြစ်ပြီးတော့ REM လို့ခေါ်တဲ့အိမ်မက်တဲ့အိတ်ဆက်ချင်းအစစ်မှာပဲဖြစ်လိရှိပါတယ်ဒီအိတ်ဆက်ချင်းအစစ်မှာအုံနောက်ကသွေးလေပတ်မှုကိုပုံမပြီးတော့ပြုလုပ်တဲ့အတွက်ကြောင့်မို့လို့အင်္ဂါဆက်တ िश ူးတွေကိုပွက်ထလာစေပြီးတော့တဘာဝချောစေထွက်ရှိမှုကိုမြင့်တက်လာစေပါတယ်တကယ်လို့ဒီလိုခန္ဓာကိုယ်ရဲ့လုံဆော်မှုအားကွယ်မြင်ရတဲ့အိမ်မက်တစ်ခုနဲ့တွားပြီးတော့ပေါင်းစပ်မိရင်ခန္ဓာကိုယ်ဟာအထွတ်ထိပ်စန္ဒပြုရတဲ့အဆင့်ရောက်ရှိသွားပါတယ်အဲ့ဒီလိုပြီးမြောက်သွားတဲ့အခါမှာနှိုးနေတဲ့အချိန်မှာဖြစ်တယ်လို့မျိုးပဲတအိမ်နဲ့မိမကိုကြွတ်သားတွေကကျုံစံတုံ့ပြန်မှုဖြစ်သွားတာမို့စိတ်ကအိပ်ပျော်နေပြီမဲ့ခန္ဓာကိုယ်ကတော့ခံစားရတဲ့ခံစားချက်ကတော့တကယ်ကိုအစစ်အမှန်ဖြစ်နေတတ်ပါတယ်နံပါတ်3ချက်မှာတော့နိုးလာတဲ့အခါမှာခန္ဓာကိုယ်ရဲ့ခံစားချက်ပေါ့နော်ကျုပ်တရက်နှွေးထွေးပြီးတော့ဆွတ်နေတာမျိုးပါအိမ်မက်ထဲမှာဆန္ဒပြုအနေချင်းဒါမှမဟုတ်ပြုအနေတဲ့အချိန်မှာရုတ်တရက်ကြီးနိုးလာရင်တော့ခန္ဓာကိုယ်မှာထိုးချတဲ့ခံစားချက်တွေကိုခံစားရမှာဖြစ်ပါတယ်အမျိုးသမီးတွေဟာနိုးလာတဲ့အခါစစ်စစ်တဝက်ဝိပြီးတော့တလိုက်ဒုက္ခနေတယ်လို့မျိုးပေါ့နော်ခံစားရတတ်ပြီးတော့မိမကိုတစ်ခုလုံးအထူးဆွတ်နေရာကိုတတိပြုနေတတ်ပါတယ်ဒါဟာစိတ်လုံးစော်မှုအကြောင်းအကျိတ်တွေကနေတဘာဝအရည်တွေထွက်လာလို့ဖြစ်ပါတယ်အမျိုးသမီးတွေမှာတော့အမျိုးသားတွေလိုပြင်ပကိုတုတ်လွတ်တာမျိုးမရှိတဲ့အတွက်ကြောင့်မလို့ချက်ချင်းထရှင်းလိုက်ရမယ်အဆုတ်ထုတ်မျိုးတော့မရှိပြီမဲ့ရင်တုံတာအသက်ရှူမြန်တာနဲ့ကျွတ်သားတွေဖြီလျော့သွားတာမျိုးဖြစ်မြောက်ခြင်းရဲ့နောက်ဆက်တွဲခံစားချက်တွေကိုတော့ထင်ရှားခံစားရမှာပဲဖြစ်ပါတယ်နံပါတ်4ချက်မှာတော့နိုးလာတဲ့အခါစိတ်ပိုင်းစရာခံစားချက်အနေနဲ့စိတ်ရှုပ်ထွေးတာကြည်နပ်တာဒါမှမဟုတ်အပြစ်မကင်းသလိုခံစားရတာမျိုးစုံနေတတ်ပါတယ်နိုးလာတဲ့အချိန်စိတ်ခံစားချက်ကတော့အိမ်မက်ရဲ့အကြောင်းတရားပေါ်မှာအများကြီးမူတည်ပါတယ်
ကျေနပ်နှစ်သိမ့်ခံစားရခြင်းတကယ်လို့အိမ်မက်ကတာယာစရာကောင်းတဲ့ဆိုလို့ရှိရင်တော့နိုးလာတဲ့အခါမှာပေါ့နော်စိတ်ရောကိုယ်ပါအပန်းဖြေပြီးတော့ကျေနပ်နေသလိုမိမိရဲ့စိတ်အာရုံကြောင့်ဖြစ်ရတာကိုပြုမိတာမျိုးလည်းရှိတတ်ပါတယ်စိတ်ရှုပ်ထွေးပြီးတော့ဇဝေဇဝါဖြစ်ခြင်းအိမ်မက်တွေထဲကတခါတလေတော့စမ်းကြယ်တွင်တော့အထူးတလဲလိမ်မှုကိစ္စမဟုတ်တဲ့အိမ်မက်မျိုးဒါမှမဟုတ်မမျော်လင့်ထားသူတယောက်မက်ပြီးတော့ပြီးမြုပ်သွားတာမျိုးလည်းရှိတတ်ပါတယ်အဲ့ဒီအခါမှာခန္ဓာကိုယ်ကဒါမျိုးကိုဘာလို့တုံ့ပြန်ရတာလဲပေါ့နော်ဆိုပြီးတော့စိတ်ရှုပ်ထွေးသွားတတ်ကြပါတယ်အိမ်မက်ကိုမမြင့်ခြင်းနဲ့မိသွားခြင်းတခါတလေမှာတော့နိုးချင်းစိတ်ကပ်ပိုင်းအတွင်းမှာအိမ်မက်ကမိပြုတ်သွားတတ်ပါတယ်အဲ့ဒီအခါမှာတော့ခန္ဓာကိုယ်ကတော့ပြီးမြုပ်သွားတဲ့ခဏတာတွေရှိပြီးမဲ့စိတ်ထဲမှာတော့ဘာကြောင့်ဖြစ်သွားမှမသိကြပြီးတော့မခွဲဝေမရဖြစ်ခဲ့တတ်ပါတယ်နံပါတ်5ချက်မှာတော့အိမ်မက်တွင်စန္ဒပြုဝမှုပေါ့တော့အိမ်မက်အတွင်းစန္ဒပြုဝမှုအတွက်အထွတ်ထိပ်ရောက်ဖို့ပဲလိုတာမဟုတ်ပါဘူးပွင့်ပွင့်လင်းလင်းပြောရရင်တော့အမျိုးသမီးတွေအိမ်မက်မဲ့တဲ့အခါမှာအထွတ်ထိပ်ရောက်မှအိမ်မက်ဆိုလို့သတ်မှတ်တာမဟုတ်ပါဘူးအိပ်ပျော်နေစဉ်ပြင်းထန်တဲ့စိတ်လုံးစော်မှုအကြောင်းခန္ဓာကိုယ်ဆွဆွတာနဲ့အာယုံခံစားမှုအလွန်မြင့်မားနေတာမျိုးလည်းဖြစ်တတ်ပါတယ်အမျိုးသမီးတော်တော်များများဟာအထွတ်ထိပ်ရောက်ခါနီးစန္ဒပြင်းပြနေတဲ့အချိန်မှာတော့ခန္ဓာကိုယ်ရဲ့လှုံ့ဆော်မှုပြင်းထန်လွန်းလို့အိယာကနေပြီးတော့နိုးလာတတ်ကြပါတယ်ဒီလိုအခြေအနေမျိုးမှာနိုးလာရင်တော့စိတ်မသိမသာဖြစ်တာဒါမှမဟုတ်စီစစ်တဝိုက်လေးလံပြီးတော့စန္ဒမပြေဝသေးပဲနဲ့ချိန်ခက်သလိုခံစားရတတ်ပါတယ်အဲ့ဒီအခါမှာခန္ဓာကိုယ်ထဲကသွေးလည်ပတ်မှုတွေပုံမှန်အခြေအနေပြန်ရောက်ဖို့အတွက်တော့မိနစ်အနည်းငယ်လောက်အချိန်ကိုစောင့်ဆိုင်းရတတ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကိုကျေးဇူးတင်ပါတယ်